လိန်ဆက်ဆံပေါ်လည်းများတယ်ကျွန်တော်တို့ဒါ control လည်းမသုံးရှင်ဘူး HIV ပို့ဘူးကူးမှလည်းကြောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ ကာကွယ်ရမယ့်နေစနစ်မရှိဘူးလားဆိုလို့ရှိရင်တော့ရှိတော့ရှိတယ်အဲ့ကောင်ကကျွန်တော် PIEP ဆိုဆေးဆိုတဲ့ခေါ်တဲ့ဆေးကိုကျွန်တော်တောက်ပြီးလို့ရတယ်ဆေးရဲ့အထိပ္ပယ်ကတော့ကျွန်တော် pre exposure prophylaxis ပေါ့နော်ကျွန်တော်တို့ဒါယောဂမိုးမကူးခင်မှာကျွန်တော်တောက်ရတဲ့ဆေးတမျိုးကျွန်တော်ခေါ်တာဒီကောင်ရဲ့ဈေးနှုန်းလေးကတော့ကျွန်တော်တို့ဒီတပူးကို2သိန်းဝန်းကျင်တော့ရှိတယ်ပေါ့နော်ဒီကောင်တပူးမှာအလုံး30လောက်ပါတယ်တရက်ကိုတစ်လုံးတောက်ပြီးလို့ရတယ်ဒီကောင်ကတော့ကျွန်တော်တို့ဟိုပါပေါ့အကောင်းဆုံးနည်းကတော့ကျွန်တော်ဒါကုန်းလုံးသုံးတာအကောင်းဆုံးပဲပေါ့လေဒါချို့ညှင်းဆက်လို့မရတဲ့အခြေအနေမျိုးတွေမှာဆိုလို့ရှိရင်ဥမာအပြင် commercial sex worker လို့ခေါ်တဲ့ခန္ဓာကိုယ်အရင်တီးပြီးတော့ကျွန်တော်တို့လောက်ကန်ဆောက်တော့တဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့ PIEPC ကိုကျွန်တော်တောက်ပြီးလို့ရတယ်ဒီကောင်က HIV ပိုးယောဂကိုကျွန်တော်မကူးဆက်နိုင်အောင်99%ကျွန်တော်ကောက်ွယ်ပေးနိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီကောင်ကတော့ HIV ပဲကျွန်တော်ကောက်ွယ်ပေးနိုင်တာကျွန်တော်တို့ HPV လို့ခေါ်တဲ့အသိအောင်တော်က B ဘိုးတော့မကောက်ွယ်ပေးနိုင်ဘူးအသိအောင်တော်က B ဘိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ vaccine ကောက်ွယ်သေးထိုးပေးလို့ရတယ်ဒီကတော့ PIEPC တောက်မယ်ဆိုလို့ရှိရင်တော့ကိုယ်သဘောနဲ့ကိုယ်တောက်သုံးတာမျိုးကျွန်တော်ကောမမပေးဘူးပေါ့နော်ဥသုံးအဖြစ်ကျွန်တော်ဘာလုပ်ဖို့လိုရလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အသေးအောင်ကျွန်တော် liver enzyme ရေးစစ်ဖို့လိုရတယ်ပြီးရင်ကြောက်က renal function test တွေကောင်းကောင်းစစ်ဆေးဖို့လိုရတယ်အသေးနဲ့ကြောက်ကကောင်းကောင်းမှာပြီးရင် HIV ပိုးယောဂမရှိဘူးဆိုတာသိကြမှာ risk များလူမျိုးမှာဒါကျွန်တော်တို့ဒါ PIEPC ဆိုတဲ့ဆေးကိုကျွန်တော်တောက်သုံးသိန်းတော့ကျွန်တော်အကြံပေးလိုက်ရပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကဒေါက်တာထိုင်မှန်ဖြစ်ပါတယ်